ကျွန်တော်စိတ်ကတခုရှိတိုက်ပွဲမဆိုင်ကြကြတာအားကြောက်တယ်ချောင်းဆိုးတယ်ကျွန်တော်စလိတ်အများကြီးတောက်တယ်စိတ်သားလှုပ်ရှားပေါ့နော်ဟိုငါဒီနေ့ပဲတေးမလားဆိုရဲပေါ့ငါပဲဒီနေ့ပြစ်ခံမလားဟိုကျွန်တော်လူကောင်ကြီးရပေါ့နော်အရက်ဆိုလဲ6ပေတစ်ရှိရဆိုငါတကယ်တော့အချင်းတော့ဘူးမှငါတေးမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးကအသွေးလျှောက်ဝင်တယ်ပေါ့စလိတ်ပို့တောက်ဖြစ်တဲ့လူလက်တုံမျိုးစိတ်သားလှုပ်ရှားဒါပေမဲ့တနက်ပေါက်တန်ကြားပြီးဆိုတာနဲ့ကျွန်တော်စိတ်ကလုံးဝညင်သွားပြီဘာကြောင့်လဲဆိုတော့ကျွန်တော်စိတ်ထဲမှာတခုပဲငါတီးလာတာဒီမိသားစုတိုင်းချစ်ရတဲ့တားတယောက်ငါကယ်ဖို့လာတာဖြစ်တယ်အမျိုးသမီးတိုင်းချစ်ရယောက်ျားတယောက်ငါလာကယ်တာဖြစ်တယ်ညီကောင်မောင်နှမချစ်ရတဲ့အကူတယောက်ငါလာကယ်တာဖြစ်တယ်ဆိုတော့ငါဒီကြောက်စိတ်ထားလို့မရအောင်ကြောက်နေနှစ်ခါတည်မယ်ပြီးတော့ကျွန်တော်ဆူတောင်းတယ်ပေါ့နော်ဆူတောင်းပြီးတော့ကျွန်တော်တို့လှုပ်ဆောင်တယ်ပေါ့ဆိုတော့ကြောက်နေနှစ်ခါတည်မယ်တစ်ခါတည်းဆုံးဖြတ်ချက်ချစဉ်းစားမယ်ပြီးလှုပ်ဆောင်မယ်ဆိုရအရာနဲ့မှကျွန်တော်သွားတယ်ပေါ့ကြောက်တာတော့ကြောက်တာပေါ့တကယ်တမ်းတော့ရှေ့တန်းစစ်မြေပြင်ကဒဏ်ရာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့အသက်ကိုတက်ဆွန်ဆန်ပြားကယ်ဆယ်ပေးနေတဲ့သူ့ကိုနိုင်ငံရှေ့ပိုင်းကရင်နီဒေသမှာတော့တရုတ်ကြီးလို့လူသိများပါတယ်။သူတို့လောက်ကကိုယ်တိုင်စစ်မတိုက်ရပေမဲ့လက်နက်ကင်တိုက်ပွဲဝင်ရဲဘော်တွေလိုပဲအသက်အန္တရာယ်ကြားမှာစွန့်စားရတာပါ။ဒဏ်ရာရထားတဲ့တပ်ဖွဲ့ဝင်တွေကိုကြီးစံနေဘုံတွေကြားကဆွဲထုတ်ပြီးအရေးပေါ်ကယ်ဆယ်ကုသပေးရတာဖြစ်ပါတယ်။ကိုကြီးကယ်ဆယ်ရေးလုပ်ရင်းဘုံစံအမြောက်တန်းတွေထိလို့တေဆုံးသွားတဲ့ရှေ့တန်းစစ်တပ်သားတွေလည်းအများပြားရှိပါတယ်။ဒီလိုဆွန့်လို့စွန့်စားရတဲ့ရှေ့တန်းစစ်မြေပြင်ကစစ်တပ်သားတွေထဲမှာ6ပေကျော်မြင့်တဲ့ရက်ထောင်ထောင်မောင်းမောင်းနဲ့ကိုအောင်စည်းရလည်းပါဝင်ပါတယ်။အသက်29နှစ်အရွယ်ကိုအောင်စည်းရဟာကချင်ရှမ်းတရုတ်နယ်ပါဖြစ်လို့ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်အများစုကသူ့ကိုတရုတ်ကြီးလို့ပဲခေါ်ကြပါတယ်။သူကနိုင်ငံရှေ့ပိုင်းကရင်နီဒေသက Free Burma Ranger တပ်ဖွဲ့ရဲ့ဒုတိယခေါင်းဆောင်ဖြစ်ပါတယ်။ Free Burma Ranger တပ်ဖွဲ့ကိုတော့ American အထူးတပ်နဲ့ Marine တပ်အရာရှိဟောင်းဖြစ်တဲ့ American နိုင်ငံသား David Hubert က1998ခုနှစ်မှာစတင်တည်ထောင်ခဲ့တာပါ။ Jesus name. Thanks y'all. American ကခရစ်ယာန်အသင်းတော်ရဲ့ထောက်ပံ့မှုရန်ပုံငွေနဲ့မြန်မာနိုင်ငံကစစ်ဘေးဒုက္ခသည်တွေဖိနှိပ်ခံလူနည်းစုတိုင်းရင်းသားတွေကိုအဓိကကူညီပေးနေတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ရှေ့တောင်ပိုင်းကကရင်ပြည်နယ်နဲ့အရှေ့ပိုင်းကကရင်နီဒေသတွေမှာအဓိကလှုပ်ရှားပါတယ်။စစ်မြေပြင်ဆေးဘက်ဆိုင်ရာတပ်သားတွေကိုမွေးထုတ်ပေးနေတဲ့ Free Burma Ranger ရဲ့လက်ကျင်ရင်တင်တန်းကာလဟာ3လကနေ6လအထိကြာတပြီးပြင်းထန်ပြီးတော့ခက်ခဲကြမ်းတမ်းတဲ့လေ့ကျင့်မှုတွေကြောင့်လည်းနာမည်ကျော်ပါတယ်။တရုတ်မြန်မာနယ်စပ်ရွှေလီမြို့မှာမွေးဖွားပြီးမန္တလေးမြို့မှာကြီးပြင်းခဲ့တဲ့ကိုအောင်စရဟာလည်းဆရာနာသိမ်းမှုကိုစန့်ကျင်တဲ့မြန်မာနိုင်ငံကများစွာသောပြည်သူတွေကခေတ်ပညာတတ်လူငယ်တစ်ယောက်ဖြစ်ပါတယ်။ပရာဟီတာဈေးရှိတဲ့ကိုအောင်စရဟာတိုက်ခိုက်ရေးမဟုတ်ပဲကုညီကယ်ဆယ်ရေးလုပ်ချင်တာကြောင့် Free Burma Ranger မှာတင်တန်းတက်ခဲ့ပါတယ်။2022ခုနှစ်ကုန်ပိုင်းမှာတော့သူဟာ Ranger တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါတယ်။တင်တန်းဆင်းပြီးတော့သူ့ရဲ့ပထမအဦးဆုံးစစ်စင်ရေးကကရင်နီနဲ့နယ်မြေဆက်ဆက်နေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံကစစ်ကောင်စီတပ်ယာယီစခန်းချတဲ့နေရာကိုကင်းထောက်ရတာလို့ဆိုပါတယ်။ကရင်နီမှာတော်လှန်ရေးကာလတစ်လျှောက်လုံးရှိပြီးတော့တိုက်ပွဲပေါင်းများစွာမှာရေးပေါ်ကယ်ဆယ်ပေးနေသူအနေနဲ့2024ခုနှစ်ကကြုံခဲ့တဲ့ရှားတော်မြို့သိမ်းတိုက်ပွဲကမမရရဖြစ်ရတယ်လို့ကိုအောင်စရကပြောပြပါတယ်။အဓိကတော့မမေးရတော့တိုက်ပွဲတိုင်းတော့အလုံးခက်ခဲတယ်ပေါ့နော်ဒါပေမဲ့မီလိုမီယာအမတ်တရားတစ်ခုပဲရှိရပေါ့ရှားတော့တိုက်ပွဲပေါ့ဒီကျွန်တော်တို့ KNDSC ချုပ်ကိုရီဒူကကျွန်တော်ပြောတယ်ပေါ့သွားပြီးတော့ဗျူဟာကုန်းနာသွားတရုတ်ကြီးနေကဗမာစကားပြီးတယ်လက်နဲ့ချောက်တော့ပြောပြီးတော့အမှကျွန်တော်လက်နဲ့ချောက်တော့ပြောချင်မှာ81လေးလုံးပြစ်လာပေါ့နော်နှလုံးကကျွန်တော်နေတဲ့အိမ်နောက်မှာကွဲတယ်အိမ်ထဲကျနှလုံးလုံးကမကွဲဘူးပေါ့အဲ့တော့အမတ်တရားပေါ့တိုက်ပွဲတိုင်းမှာတော့အခက်ခဲအများကြီးရှိရပေါ့နော်ဘယ်လိုပဲတိုက်ပွဲပိုခက်ခဲဆိုပြောလို့မရအောင်တိုက်ပွဲတိုင်းမှာခက်ခဲပိုရှိတယ်မြန်မြန်စဉ်းစားရင်မြန်ဆုံးဖြတ်ချက်စားပြီးစဉ်းလာခဲ့ကြပါခင်ဗျားတို့ကျွန်တော်လက်ခံနေတော့မထိပါဘူးအာမခံပါတယ်အခုတက်သေးပါပဲခင်ဗျားတို့လက်နဲ့ကြီးနဲ့ထုတ်ရင်ကျွန်တော်တို့ဘာမှပြင်မလုပ်ပါဘူးဘာလို့ကျွန်တော်ပြောတဲ့စကားကိုကျွန်တော်အတက်နဲ့တန်ဖိုးထားပြီးပြောပါတယ်အဲကြောင့်မို့ခင်ဗျားအာရသိစစ်တပ်နဲ့ရေးဆိုင်ကြုံတွေ့လာရတာ၄နှစ်နီးပါးရှိလာပြီးတဲ့နောက်ကင်းနီစစ်မျက်နှာမှာခုခံတိုက်ပွဲကနေစစ်ကောင်စီစခန်းတွေ
အဲဒီကနေမှစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေကိုပါသိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့အခြေအနေရောက်လာပါတယ်စစ်ပွဲရဲ့နောက်ွယ်မှာတော့စေဘတ်ဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းတွေကအတော်လေးရေးပါပြီးမြို့သိမ်းစစ်စင်ရေးတော်ရင်းတိုက်ပွဲတွေမှာကယ်ဆယ်ရေးလုပ်ရတာဘလောက်ကွာခြားမှုနဲ့အခက်အခဲတွေရှိနေပါမလဲဒီကြောင်းတွေကိုသူပြောပြတာကတောတောင်ထဲမှာဆိုရင်ကျွန်တော်တို့ကပြည့်စုံပြတဘာဝပေးတဲ့အကာအကွယ်အများကြီးရှိပါတော့တောတောင်တိုက်ပွဲဆိုမှကျွန်တော်ကြောက်ခဲတွေရှိမယ်တစ်ပင်ကြီးတွေရှိမယ်ကျွန်တော်ဝစ်စရာနေရာအများကြီးရှိရပါတော့နံပါတ်1ချက်ပေါ့မြို့ထဲကတော့ပါကွာလဲဆိုတော့ခုနပြောတောထဲမှာကျတော့အကာအကွယ်တွေများဒါပေမဲ့တောထဲမှာအားနေချက်ကလူနာထန်ထုတ်ရတာအကြာကြီးပဲပေါ့နော်လူနာကိုတအားတဲ့နေကိုခြေတောင်ထန်ထုတ်ရတယ်ဒနီလာတိုက်ပွဲဆိုကျွန်တော်ထန်ထုတ်တာ10နာရီကြာတယ်ပေါ့နော်ကျွန်တော်ထန်ထုတ်ရလူနာတယောက်တည်းကိုမျိုးအခက်အခဲရှိရပေါ့မြို့ထဲမှာကျတော့နံပါတ်1ကပါလဲဆိုတော့သူကလမ်းအဆင်ပြေတယ်ပေါ့နော်တခုဆိုကျွန်တော်ဆွဲထုတ်လာအဝေးပြေးစရာမလိုကားပစ်တင်ပေးလိုက်ရပြီပေါ့နော်ဒါပေမဲ့မြို့ထဲမှာအားနေချက်ကကာဗာတော့နေတယ်နောက်ခွာရန်သူမြင်နိုင်အားရှိရပေါ့ဟိုမှာဒီဝိုင်သွဲလားသူတို့ရဲ့ scout drone လားအေးဆေးမြင်ရတယ်ပေါ့နော်ဒါပေမဲ့ခုနပြော transportation မှာတော့တော်တော်ကြီးအားကောင်းတဲ့ဟာရှိရပေါ့နော်ဒီခလာရတိန်တိုက်ပွဲတွေဆိုရင်တော့ဘာကွာချားလဲဆိုတော့အစမတန်နဲ့လေချောင်းတိုက်ခိုက်မှုပေါ့ဟိုမှာဒီစကန်ကြတော့မယ်ဆိုရင်တို့တုံးတဲ့လေချောင်းတော်တော်ကြောက်ဖို့ကောင်းတယ်မဲမရအကုန်ရဲတယ်ပြီးတော့ကျွန်တော်နေရာတိတ်မရှိဘူးပေါ့ခုနပြောလို့မြို့ထဲမှာတိတ်ကျွန်တော်နေရာလည်းရွှေ့ပြီးကစားလို့ရတယ်တို့တို့ရဲ့တက်ရင်ကိုထိုးစစ်ဆင်တဲ့တို့တက်ရင်မှာဘာရှိရဆိုတော့အလုံးသိပြီးသားပေါ့နော်ဆိုတော့အဲ့မှာကိုကသူ့နေမြေထဲသူ့ရဲ့နေမြေထဲဝင်ပြီးတော့သူကျွမ်းကျင်နေမြေထဲဝင်ပြီးတော့သွားလောက်ရတော့အခက်ခဲတွေအများကြီးရှိရပေါ့အဲ့လိုကွာခြားချက်တွေပေါ့ဟုတ်2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးချိန်ကနေခုနှစ်မေလကုန်ပိုင်းထိရေဂျာတပ်ဖွဲ့ဝင်28ဦးသေဆုံးခဲ့တယ်လို့ Prima Ranger အဖွဲ့ကနာမည်ဓာတ်ပုံတွေနဲ့တကွာစူးစီးထားတဲ့မှတ်တမ်းထဲမှာတွေ့ရပါတယ်။ Prima Ranger အဖွဲ့မှာနိုင်ငံတကာကစေဘတ်ဆိုင်ရာပညာရှင်တွေပါရာဂူတွေလည်းပါဝင်နေပါတယ်။မြန်မာနိုင်ငံကတော်လိုင်းတပ်တွေထိန်းချုပ်နေမြေတဲ့အထိနှစ်စဉ်လာရောက်ပြီးတော့စစ်ကောင်စီနဲ့ရင်ဆိုင်တိုက်ပွဲတွေမှာစေဘတ်ဆိုင်ရာခွဲစိတ်ကူတာမှုတွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်လေးရှိပါတယ်။အရင်ကတော်လိုင်းတပ်တွေမှာစစ်မြေပြင်စစ်မှုမရှိကိုဖို့မရှိလို့မလိုအပ်ပဲကြာဆုံးရတဲ့ရဲဘော်တွေလည်းအများအပြားရှိခဲ့ပါတယ်။အခုတော့စစ်မြေပြင်စစ်ဖွဲ့တွေပုံများလာပြီးတော့ပိုအကျိုးရှိလာတယ်လို့ KNI Prima Ranger ရဲ့ဒုတိယခေါင်းဆောင်ကိုအောင်စရာကဆိုပါတယ်။အဓိကတော့ဒီမှာကျွန်တော်လာကူရတာဒါတော့ခုနပြောလာကူတဲ့လူတွေရှိရပါတော့။လာကူတဲ့လူရှိတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဆရာကြီးမင်းပြောစကားငါတို့ဒီမှာရောက်လာတယ်။မင်းတို့ငါတို့ဘယ်လိုကူညီပေးနိုင်မလဲမင်းတို့ငါတို့ဘယ်လိုတာဝန်ထမ်းဆောင်ပေးလို့ရမလဲဆိုတဲ့စကားရှိပေါ့ဆိုတော့ကျွန်တော်လာတဲ့များလူအားလုံးကဒီမြေပြင်မှာရှိတဲ့ဆေးရုံမှာဆိုရင်ဆေးရုံမှာရှိတဲ့ဆရာဝန်တွေကို surgical တို့ဒီခွဲစိတ်တွေဘယ်လိုတိုးတက်အောင်တို့လုပ်ပေးလို့ရမလဲပစ္စည်းပိုင်းထောက်ပံ့ပေးရမလဲအဲ့လိုတွေတို့ကူညီပေးတယ်ပြီးတော့ဒီ commemorative ဆိုလဲကျွန်တော်တို့တိုက်ပွဲမှာဒီကာကွယ်ရေးဖွဲ့မှာရှိတဲ့အဖွဲ့တွေကိုကျွန်တော်တွားပြီးတော့ဒီဆေးရဒီလိုလုပ်ရမယ်နော်ဒီနေ့ကဒီလို update ဖြစ်တယ်နော်ဘယ်လိုလုပ်မလဲကျွန်တော်အမြဲတမ်း training မပြတ်လုပ်ပေးဖြစ်တယ်ပေါ့အလုပ်ပေးချင်ပဲဘာဖြစ်လဲဆိုတော့ဒီမှာရှိတဲ့ဆေးအဖွဲ့တွေဆရာဝန်တွေအားလုံးရဲ့ရှိပြီးသား scale ပို့ပြီးမြင့်လာတာရှိတယ်ပြီးတော့တို့လိုအပ်ချက်တွေပို့ပြီးတော့အပြည့်စုံမဟုတ်တော့မှပြည့်စုံလာတာရှိရပေါ့နော်အဲ့လိုမျိုးကျွန်တော်တယောက်တော့မြေပြင်မှာကူညီနေကြပါတယ်လာမယ့်2026ခုနှစ်မှာတော့စစ်မြေပြင်စစ်တင်နဲ့တပ်ဖွင့်နိုင်ဖို့စ조사နေပြီးစစ်တပ်ဖွဲ့ကရဲဘော်တွေကိုရေသွေးမြင့်တင်ပေးဖို့ရည်ရွယ်တယ်လို့သူကပြောပြပါတယ်ဒီနီပြည်နယ်မှာတော်လိုင်းရဲဘော်တွေရဲ့တပ်ပေါင်းများစွာကိုကယ်တင်ခဲ့တဲ့ကိုအောင်စရဟာတိုက်ပွဲတွေမရှိတော့တဲ့တနေ့မှာတော့တပ်ပင်စိုက်ပြီးတော့မိသားစုဘဝကိုအေးချမ်းချမ်းဖြတ်တန်းခြင်းနဲ့လို့သူ့ရဲ့နာခက်အိမ်မက်ကိုဖွင့်ပြောပါတယ်။လက်ရှိမှာတော့မြန်မာနဲ့ကမ္ဘာတလွှားကဖိနှိပ်ခံပြည်သူတွေကိုကူညီဖို့အတွက်တိုက်ပွဲတွေရှိတဲ့နေရာမှာနေပြီးလူအသက်တွေကိုဆက်ပြီးကယ်နေအောင်မယ်လို့ကိုအောင်စရခေါ်တရုတ်ကြီးကပြောလိုက်ပါတယ်ခင်ဗျာ။တရုတ်ကြီးဘက်ကလက်တစည်းမြန်လွတ်ပေးကျွန်တော်ဒီတော်လိုင်းမှာကျွန်တော်ရဲ့အကောင့်ဆို supporting နဲ့မှာကျွန်တော်လုပ်မယ်ကျွန်တော်ဒီ action နဲ့ပဲကူညီတော့ဗောနော်အောင်နာမအောင်နာဒီကျွန်တော်အားလုံးရဲ့စီလုံးညီညွတ်ဘယ်လောက်ပါလဲဆိုတော့ကျွန်တော်တို့ပြရမယ်တယောက်နဲ့တယောက်ဘယ်လောက်နားလဲခွန်းတော့နိုင်လဲဆိုတော့ကျွန်တော်တို့ပါလာတာဟာဖြစ်မှာတော်လိုင်းဒီအောင်ဖို့ဖြစ်မယ်တကယ်လို့ဒါတော်လိုင်းအောင်ခဲ့မယ်ဆိုတော့ရှင်းပါတယ်ကျွန်တော်channel တစ် channel မိသားစုနဲ့ပဲရုပ်ရှင်းပြနေချင်တယ်ဗောနော်ခုနပြောလို့ဘာမှစီဝါရေးလည်းမလုပ်ချင်တော့ channel မှာတစ်ပြဆိုင်မှာဗောနောက်တစ်ခုအဲ့တမတစ်ချက်အိမ်မက်နောက်ဒုတိယချက်ကတော့တိုက်ပွဲရှိနေကြောဆက်သွားမှာပေါ့တကယ်ဘာလို့မှရှင်းနေရမှာဒီအဖိနှိတ်ခံတွေဒုက္ခရောက်နေတဲ့ပြည်သူတွေရှင်းနေရသည်ကျွန်တော်ရှင်းရမနေရပဲတို့လို့ကိုကူညီရမယ့်အလုပ်တွေကျွန်တော်အလုပ်ပဲပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ရည်မှန်းချက်ပေါ့